ကဲအဲ့ဆိုရင်ဆက်ပြီးတော့ဒီဘက်က structure element တွေမှာဘာတွေရှိလဲဆိုတာကိုပြောပေးမယ် structure element တွေမှာစဆိုရင်15ပေါ့15ခိုးစိုးပဇိုင်ဆိုတာ structure element ပေါ့ structure element 15 16ခိုးစကုပုစုစက်ရုံမှာထုတ်တဲ့ PC တွေခိုးစကုပုစုစက်ရုံထုတ် PC တွေနံပါတ်7နေကြည့်ပုဆိုင်ဆိုတာ secondary PC လို့ပဲပြောအောင်နောက်18ကခိုးစိုးတိုင်းဒါ main member ပေါ့နော်ခိုးစိုးတိုင်းဆိုတာ main member လို့ပြောအဲ့ဆိုရင်ဒီခိုးစိုးပုဆိုင်ကိုခွဲလိုက်မယ်ဆိုရင်သူက3မျိုးလောက်ရှိမှာပေါ့နော်သူရဲ့အထဲမှာဒီအဓိကကြတာဒီခိုးစိုးတိုင်းဆိုတာ main member တွေရှိမယ်နောက်နေကြည့်ပုဆိုင်ဒါ secondary member တွေတခြားလာချိတ်တဲ့ဟာတွေပြီးရင်နောက်ထပ်ခိုးစကုပစုဒါကစက်ရုံကထုတ်တဲ့ PC တွေ ready made PC တွေလို့ပြောအောင်အဲ့လို PC တွေရှိမှာအဲ့ဒါဆိုရင်နံပါတ်တက်ထားတဲ့အတိုင်းဆိုမှာ19ကကြတော့ဒီအပေါ်ဆုံးကဘာကိုသွားပြီးမြောက်ထုတ်လဲဆိုတော့solar panel ရဲ့အောက်မှာထားတဲ့ frame ပေါ့နော် time frame အဲ့ဒါက solar company ကထုတ်တဲ့ PC တွေအဲ့တော့အဲ့ဒါတွေကခိုးစကုပုစုလို့ခေါ်ပြီးတော့အဲ့ဒါကိုခါတိုင်းလို့ခေါ်တာခါတိုင်းဆိုတာ frame ပေါ့နော် frame နဲ့20ကကြတော့ဘယ်နေရာကိုပြလဲဆိုတော့20ကခေါင်မိုးပေါ့နော်ခေါင်မိုးမှာဘာရှိမလဲဆိုတော့ယာနဲ့စတာရှိတက်ကုစုယာနဲ့စတာရှိတက်ကုစုဆိုယာနဲ့ဆိုတော့ခေါင်မိုးစတာရှိဆိုတော့အောက်ခံတဲ့ဟာတက်ကုစုဆိုတာကတန်ပေါ့နော် steel ပြောတာအဲ့တော့အကုန်လုံးကယာနဲ့စတာရှိတက်ကုစုအဲ့ဒါအပေါ်ခေါင်မိုးတဲ့ PC ကိုဒီခံပေးတဲ့တန်ပေါ့နော် angle တွေရှိမဲ့ raptor တွေ die တွေအဲ့လိုဟာတွေရှိတဲ့ဟာကိုခေါ်တာနောက်21ကလည်းဘေးကနံရံကာတယ်ဆိုတော့နံရံကာတာကိုသူ့နံရံတွေကာတဲ့ PC တွေလာပြီးချိန်မဲ့ဟာတွေရှိတယ်အဲ့ဒါတွေကိုချိန်မဲ့ frame တွေပေါ့နော် C channel တွေအဲ့လိုဟာတွေရှိတာပေါ့အဲ့ဒါကိုကြတော့ gai heki stashi tekotsu လို့ခေါ်တယ် gai heki stashi tekotsu ဒီနာကဟာတွေနောက်ထပ်22က tekotsu bari ဒါခေါင်မှုရဲ့ဘင်းပေါ့နော် steel ဘင်းလို့ပြောတာပေါ့ tekotsu ဆိုတာ steel ကို bari ဆိုတာဘင်းနောက်23 tekotsu hashira ဆိုတော့တိုင်ပေါ့နော်သူရဲ့ steel တိုင်နောက်24ကတော့အခင်းများပဲနေမှာဒီကအခင်းများဆိုတော့အခင်းကကြတော့ yuka အခင်းဆိုဒီတိုင်းဆိုရင် ita လို့ပဲအတန်းထွက်တာအဲ့ကဒါပေမဲ့ yuka နဲ့ပေါင်းလိုက်တော့ yuka ban ဖြစ်သွားတာပေါ့နော်အခင်းပြားပေါ့အခင်းပြားဆိုတာ ready made ဒီအထက်သားလိုမျိုးအပြားတွေရှိတယ်ညီမပေါ့အဲ့လိုဟာတွေကိုခင်းတဲ့ဟာဆက်လက်လောင်းတာမဟုတ်ဘဲနဲ့အဲ့လိုခင်းတဲ့ PC တွေတင်ထားတဲ့အတွက်ကြောင့်အခင်းပြားဖြစ်သွားတာပေါ့နောက်ထပ်25ကျတော့ RC body သူကဒီလွှာကိုကြတော့ RC နဲ့လုပ်ပြီးတော့အပေါ်လွှာကိုကြတော့ steel နဲ့လုပ်တဲ့ပုံစံမျိုးရေးထားတာဒါ RC body RC hachira နောက် RC hitai တွေခုခါပဲအာမထန်နဲ့ခါပဲဆိုတော့နန်းရံနေနောက်28ကတော့ kiso ဆို foundation ကို kiso လို့ခေါ်တယ်နောက်29ကပိုင်ကိုများတော့ဆိုတော့ပိုင်ဒါက kiso kui ကပိုင်အဲ့ဆိုရင်စာအုပ်တစ်ခုလုံးမှာဒီဘက်ကstructure element တွေရောဒီဘက်က non structure element တွေရောတော်တော်များများပါသွားပြီလို့တော့ထင်ပါတယ်